မင်္ဂလာပါ New Life Education Center ကနေပြီးတော့ကြိုဆိုပါတယ်ဒီချက်ကဒီနေ့မှာတော့ကွန်ပျူတာ keyboard အသုံးပြုရတဲ့နည်းလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီချက်တို့ကွန်ပျူတာအသုံးပြုတော့မယ်ဆိုလို့ရှိရင်ကျိန်းတီပေါက် keyboard ကတော့ကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးပြုတတ်ဖို့လိုပါတယ်ဒီချက်ကရှေ့တစ်ပတ်မှာတော့ကmouse အသုံးပြုတဲ့ငါးနည်းကိုရှင်းပြပေးပြီးတော့ဖြစ်သွားတယ်ဒီကနေ့မှာတော့ဒီချက်ကဒီ keyboard အသုံးပြုတဲ့နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီမှာ keyboard မှာဆိုလို့ရှိရင်ဒီချက်တို့ key ပေါင်း100ကျော်ပါဝင်နေပေါ့နော်အဲ့ key ပေါင်း100ကျော်တော့ဒီမှာဒီ video နည်းမှာတော့အသေးစိတ်ရှင်းမပြပေးတော့ဘူးပေါ့နော်ဒီမှာကျတော့ဒီချက်တို့ကလက်ကွက်ရိုက်တဲ့ဟာလေးကိုပဲအဓိကထားပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့ကကွန်ပျူတာ keyboard တွေသုံးမယ်ဆိုတော့ keyboard ဆိုတဲ့စကားလုံးလေးကတော့ကြားဖို့ပြီးသားဖြစ်ပါလိမ့်မယ်ပေါ့နော်ဒီကျတို့ဖုန်းတွေမှာဆိုလို့ရှိရင်လည်းစာရီပါတွေရိုက်မယ်ဆိုလို့ရှိရင်လည်း keyboard ကိုအသုံးပြုရတာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ကွန်ပျူတာkeyboard ကွန်ပျူတာမှာသုံးရတဲ့ keyboard နဲ့ဖုန်းမှာပါတဲ့ keyboard နဲ့ကကြတော့ဒီထားရတဲ့ဒီ key တွေအထားတူခြင်းကတူပေမဲ့အသုံးပြုတဲ့ပုံစံကြီးကတော့မတူဘူးပေါ့နော်ဒီဖုန်းမှာပါတဲ့ဟာကြတော့ဒီကျတို့လက်တစ်ဖက်ထဲနဲ့အသုံးပြုတယ်သို့မဟုတ်တချို့တွေကြတော့လေလက်နှစ်ဖက်နဲ့ရိုက်တာမျိုးလည်းရှိတယ်ပေါ့ဒါပေမဲ့လက်စေချောင်းလုံးကိုအသုံးပြုပြီးတော့ရိုက်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကွန်ပျူတာ keyboard ကတော့ဒီကျတို့ကရှိသမျှလက်ချောင်းလေး10ချောင်းလုံးကိုအသုံးပြုပြီးတော့ရိုက်ရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ခုဒီကျပုံမှာပြထားတဲ့အတိုင်းဟိုအရင်တုန်းကတော့ keyboard ဆိုတာကကွန်ပျူတာအတွက်ပဲသုံးရတာဖြစ်ပြီးတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီကျတို့ကနည်းပညာမြင့်မားလာတာနဲ့အမျှဒီ tablet တွေမိုဘိုင်းဖုန်းတွေနဲ့တွဲပြီးတော့သုံးလို့ရတဲ့ Bluetooth keyboard ကလေးတွေကဈေးကွက်ထဲမှာရောက်နေပြီပေါ့နော်အဲဆိုခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီကျတို့ကကွန်ပျူတာနဲ့မဟုတ်ဘဲနဲ့ဖုန်းနဲ့တွဲပြီးတော့အသုံးပြုတင်နေဆိုလို့ရှိရင်လည်းအသုံးပြုလို့ရတယ်ပေါ့နော်။လေးမှာရှိတဲ့တိုင်းလက်ချောင်းလေးတွေကိုသင်ပေးရမှာဖြစ်ပါတယ်ပေါ့နော်။အခုလက်ရှိလောလောဆယ်ဒီမှာ teacher point ထောက်ထားတဲ့ဟာလေးကကြတော့အဲ့ဒါကဘယ်ဘက်လက်ကလေးဖြစ်ပါတယ်။ဒီဘက်အချင်းကကြတော့ညာဘက်လက်ကလေးဖြစ်ပါတယ်ဒီချေတို့ကကွန်ပျူတာ keyboard ရိုက်တဲ့အချိန်ကြလို့ရှိရင်ကို့မှာရှိတဲ့လက်ချောင်းလေး10ချောင်းလုံးကိုအသုံးချပြီးတော့ရိုက်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘယ်ဘက်ကောညာဘက်ကောကိုကောအသုံးပြုရမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ပထမဆုံးဒီချေတော့ keyboard ပေါ်မှာလက်ကွက်တင်နည်းလေးကိုအရင်ဆုံးပြောမယ်ပေါ့နော်အဲ့တော့ဒီချက်ကဘယ်လေးကနေစပြောမယ်ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒီကျတော့လက်တန်းလေးရှိမယ်ပေါ့နော်အဲ့ဒီလက်တန်းလေးကဒီကျတော့ဟောဒီက A key လေးရဲ့အပေါ်မှာတင်ပေးထားရမှာဖြစ်ပါတယ်လုံးဝဖိလို့မရပါဘူးဖိသွားတယ်ဖိလိုက်တယ်ဆိုလို့ရှိရင်ဒီကျတော့ A တွေတောင်လျှောက်အများကြီးပဲထွက်လာမှာဖြစ်ပါတယ်လက်ကလေးကိုတင်ုံနဲ့တင်ထားရမှာဖြစ်ပါတယ်အဲ့ဒါကတော့ဘယ်ဘက်လက်တန်းလေးပါโอเคဒါဆိုရင်ဘယ်ဘက်လက်သက်ကျွဲလေးကိုကြတော့လေဒီမှာပုံမှာပြထားတဲ့အတိုင်းပေါ့နော် S key လေးပေါ်မှာတင်ထားပေးရမှာဖြစ်ပါတယ်နောက်ဘယ်ဘက်ကလက်ခက်လက်လေးကိုကြတော့ဒီကျတော့ဒီပေါ့နော်ဒီ key လေးပေါ်မှာတင်ထားပေးရမယ်ဘယ်ဘက်လက်ညိုးလေးကိုကြတော့ F key လေးပေါ်မှာတင်ထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်ဘက်လက်မလေးကကြတော့ဒီကျတော့ဘယ်မှာတင်မှာလဲဆိုရင်ကွန်ပျူတာ keyboard မှာအရှိဆုံးပါတဲ့ဘားလေးတစ်ခုရှိရပေါ့နော်ဒီကျတော့ကတော့ space bar လို့ခေါ်ပါတယ်အဲ့ဒီ space bar လေးပေါ်မှာတင်ပေးထားရမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်ဘက်လက်ကလေးကဘယ်မှာရောက်နေမှာလဲဆိုရင်လက်တန်းလေးက A ပေါ်မှာလက်သက်ကျွဲလေးက F ပေါ်မှာလက်ခက်လေလေးက D ပေါ်မှာလက်ညိုးလေးက F ပေါ်မှာဖြစ်ပြီးတော့လက်မလေးက space bar ပေါ်မှာရှိရပါမယ်ဒီအနေအထားတိုင်းရိုက်မှမှန်တာဖြစ်ပါတယ်ဒါဆိုရင်ညာဘက်ပေါ့နော်ညာဘက်မှာဆိုလို့ရှိရင်လည်းဒီချေတို့ကညာဘက်လက်တန်းလေးကနေပြီးတော့စပြီးတော့တင်ရမှာဖြစ်ပါတယ်ညာဘက်လက်တန်းလေးကဒီမှာတစ်ချက်လောက်ကြည့်လိုက်ပါစီမီကော်လန်လေးပါနော်စီမီကော်လန်လေးပေါ်မှာလက်တန်းလေးကိုတင်ထားရပါမယ်ညာဘက်လက်သက်ကျွဲလေးကိုကြတော့ L key လေးပေါ်မှာတင်ထားရပါမယ်ညာဘက်လက်ခက်လေလေးကိုကြတော့ K key ပေါ်မှာတင်ထားပြီးတော့ညာဘက်လက်ညိုးကိုကြတော့ G key လေးပေါ်မှာတင်ထားရမှာဖြစ်ပါတယ်ဒါဆိုသူလည်းအတူတူပါပဲဒီချေတို့ညာဘက်လက်မလေးကိုကြတော့ဒီချေတို့ keyboard မှာအကြီးဆုံး key ဖြစ်တယ်ပေါ့နော်အရှိဆုံး key ဖြစ်တဲ့ space bar ပေါ်မှာတင်ပေးထားရမှာဖြစ်ပါတယ်ချေတို့လက်တင်မယ်ဆိုလို့ရှိရင်လက်10ချောင်းကိုဒီလိုအနေအထားနဲ့တင်ထားရမှာဖြစ်ပါတယ်ဒါကကြတော့ keyboard ပေါ်မှာလက်ကွက်တင်ရမယ့်အနေအထားလေးကိုပြောတာဖြစ်ပါတယ်ဒီလိုမျိုးလက်ကွက်တင်ပြီးသွားပြီဆိုတာနဲ့အဲ့ဒီလက်ကွက်ကြီးကိုခဏခဏငုံကြည့်တာမျိုးမလုပ်ရပါဘူးဒီကိုလက်ကွက်တင်ထားတဲ့မှန်မှန်ကိုစစ်ရပါမယ်အဲ့လိုမှန်မှန်စစ်တဲ့အချိန်မှာဒီချေတို့ကလက်ချောင်း10ချောင်းတိုင်းကိုစစ်ရမလို့ဘူးပေါ့နော်ချေတို့တစ်ချက်လောက်ကိုလက်ကွက်တင်ထားတဲ့ဟာလေးကိုငုံကြည့်လိုက်ပါဘယ်ဘက်လက်ညိုးနဲ့ညာဘက်လက်ညိုးရဲ့ကြားထဲမှာဆိုလို့ရှိရင် G နဲ့ H key ကလုံးဝအလွတ်ရှိနေရပါမယ်ဒါဆိုလို့ရှိရင်လက်ကွက်တင်တာမှန်တယ်လို့ဒီချေတို့ယူဆလို့ရပါတယ်ပေါ့နော်အဲ့တော့လက်ကွက်တင်ထားတာကိုမှန်လားမမှန်လားတစ်ချက်ကြည့်ပြီးသွားပြီးလက်ကွက်တင်ထားတာလည်းမှန်ပြီဆိုလို့ရှိရင်ဒီချေတို့ကဘယ်မှာပဲကြည့်ရမှာလဲဆိုရင်မျက်လုံးက monitor မှာပဲကြည့်ရမှာပါအဲ့တော့
ကီးဘုတ်ကြီးကိုတောက်လျှောက်ကြည့်ပြီးတော့ရိုက်နေလို့မရပါဘူး။ဘာကြောင့်လဲဆိုအောက်ကိုကြည့်ရိုက်လည်းမြင်မှာမဟုတ်ပါဘူး။ချဲတော့လက်ချောင်း10ချောင်းလုံးနေရာချထားတဲ့ကီးတွေပါဝင်သူ့ရဲ့အောက်ကကီးတွေပေါ့နော်။အမ Z တို့ H တို့ C တို့အဲ့ကီးတွေကလုံးဝမြင်ရမှာမဟုတ်ပါဘူးပေါ့နော်။လက်တွေတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆိုရင်